အားလုံးပဲမင်္ဂလာပါကျွန်တော် MS ပါကျွန်တော်ဒါကျွန်တော်ရဲ့ Hacker episode 1လေးပဲဖြစ်ပါတယ်ကျွန်တော် Java နဲ့လုပ်ပြီးကြမှာဒါပေမဲ့ Java ကကျွန်တော်စကင်မှာ second ထည့်လို့မရတဲ့ error လုံးဝတက်နေရဲ့ကျွန်တော် second မပိုင်လဲစောရတာကြီးကဘလို့ hard data ကြီးဖြစ်နေရတဲ့အတွက်ကျွန်တော်ဘယ်တော့နဲ့ပဲလုပ်ပေးလိုက်ပါတယ်ပြီးတော့ကျွန်တော်ဒီ episode မှာကျွန်တော် install တာလောက်ပဲလုပ်တော့မယ်ဘာလို့လဲဆိုတော့ကျွန်တော် install မဲ့ကြတယ်မှာကျွန်တော် UI လိုက်ချရတယ်ဒါမှမတွေ့ဘူးပေါ့ UI လိုက်ချတာနဲ့ကျွန်တော်စောရတာ3-4နာရီလောက်ကြာပါတယ်ပြီးတော့ကျွန်တော်ရှေ့မှာလဲHacker Wall ပဲကြာကျွန်တော်အစအပြောတွေ Hacker Wall လုပ်ထားတယ်ဒါပေမဲ့အဲ့ wall ကျွန်တော် maybe delete မိပါပါတယ် wall delete မိတယ်မကောက် video ပဲ delete မိပါတယ်အဲ့တော့ကျွန်တော် wall တွေထောင်တာပါအားကြောင့်မို့ဒီ episode ကိုကျွန်တော်အိမ်ဆောက်တော့ပဲလုပ်ပါပါနောက် episode ကျရင်ကျွန်တော် finish ရှာမယ်ဒါမှမဟုတ် iron food ရမှာပေါ့နော်အဲ့တော့တစ်ခုလုပ်ပါမယ်ပြီး fan တွေပါစောင့်မယ်ပေါ့နော်အဲ့ fan ဆောက်တာတော့အတေးပါမယ်ကျွန်တော် finish ဒါမှမဟုတ် iron food ရမှာအဲ့တစ်ခုလုပ်ပါမယ် fan ဆိုတာကျွန်တော်ရဲ့စားဖို့နေလို့ပဲကျွန်တော်လေဆိုင်တာဒါမှမဟုတ် account fan တော့ဒီပါအကောင့်တွေမွေးတော့ဒီပါနော်တော့ကြာနေ iron fan တွေ go fan တွေတင်ပါဆိုလို့ကျွန်တော် copy တွေဒီထဲမှာ copy အမိုင်လုပ်လိုက်ရတာပါမိုင်တွေဒါပေမဲ့မရှိရဘောမှာဆိုရင်ကျွန်တော် iron food အမှာရခဲ့ပြီဒါပေမဲ့ဒီဘောမှာတော့ copy နဲ့ food အမှာမရပါဘူးဘာလို့ဆိုတော့ကျွန်တော်လည်းအဲ့လိုကြီးတဲ့ဟိုကကျွန်တော်ဘောကလည်းဒီမိနစ်ခင်းနဲ့စော့ပြီးဒီမိနစ်ခင်းနဲ့ချက်မိပါတယ်အဲ့တော့ဒီဘောတော့ကျွန်တော်အချိန်2နာရီ3နာရီလောက်ပဲပြီးနိုင်လိုက်တယ်နောက်ကကြာရင်ကျွန်တော်ကောင်းလေးဘောနော် episode 2တော့ကျွန်တော်ကောင်းလေးလုပ်ပြီးပါမယ်ဒါပေမဲ့ဒါလည်းမစိုးတော့မစိုးပါဘူးဒါပေမဲ့အိမ်ဆောက်တော့လောက်ပဲပါသွားတယ်ကျွန်တော်ပြောနေမှာဒါပေမဲ့အများကြီးပါသွားပါတယ်အဲ့တော့ကျွန်တော်တောင်းပန်ပါတယ်ဒါပေမဲ့ကျွန်တော်အခု sorry ကိုကြီးအများကြီးတွေ့နေတဲ့အတွက်ကျွန်တော်တူတော့တူပါမယ်လေဟောဆိုကျွန်တော်ကိုရလိုရတရားကျွန်တော် iron နေကြိုးပါပဲဒီကျွန်တော်အတားချတာပဲဒီကျွန်တော်ဒီ episode မှာအိမ်ဆောက်ဖို့နာတော့ကျွန်တော် village ရှာတယ်ကျွန်တော်2နာရီလောက်ကြာတယ်ဒါပေမဲ့မတွေ့တဲ့အတွက်အခုအိမ်မဲတမ်းမဲဆောက်မှာပေါ့နော်အဲ့ဒါမှအိမ်ဆောက်တာလေးပဲပါပါဘရိုကျွန်တော်ဒီရက်ပိုင်းဗီဒီယိုမတင်နိုင်ကျွန်တော်တောင်းပန်ပါကျွန်တော်မှ line ပြတ်နေလို့ပါအဲ့ဒီတော့ကျွန်တော်ဗီဒီယိုမတင်နိုင်တာတော့တောင်းပန်ပါတယ်ကျွန်တော်ចောင်းပိတ်ရက်ဒီမှာကျွန်တော်1ရက်ကိုကျွန်တော်ចောင်းပိတ်ရက်ဒီမှာကျွန်တော်2ရက်ပေါင်းပေါ့နော်ကျွန်တော်ဗီဒီယိုတစ်ပုတ်ဒါမှမဟုတ်2ပုတ်လောက်တင်ပေးမယ်လို့ပြောထားခဲ့ပေမဲ့ကျွန်တော်ဒီဘက်ကျွန်တော်မတင်နိုင်တော့ဘူးဘာလို့ဆိုတော့အခုချိန်ကျတော့ကျွန်တော် line တွေကမရသေးဘူးကြာကျွန်တော်ဗီဒီယိုတင်တဲ့နေ့ကကျွန်တော်အခုအတန်ကျွန်တော်အခုဗီဒီယိုလုပ်နေတဲ့နေရာစနေဆိုရင်မှကျွန်တော်ဗီဒီယိုတင်တဲ့နေ့ကဘုတ်တဖူးဒါမှမဟုတ်ကြာတာပဲလောက်ကြာပါမယ်ထင်တယ်ကျွန်တော် line တွေအလုံးမရမယ်လို့ပြောထားလို့ပေါ့နော်ကျွန်တော်စော့နေရတာဆိုလို့ဆိုရင်ပဲကျွန်တော်ကအိမ်နေနေရာကြီးနဲ့ပေါ့နော်ကျွန်တော်ပါတီစော့နေတယ်လို့မျိုးပေါ့ကျွန်တော်စော့မယ်ရွာမရှာနိုင်ဘူးဆိုရင်နောက်ကျောရှာမှာပေါ့နော်အခုလက်ရှိမှာရွာမရှာသေးပဲနဲ့ကျွန်တော် episode 2လဲရွာရှာဖို့အစီအစဉ်တော့ရှိရဆိုပေမဲ့တိတ်တော့မတိကြဘူးအခုတော့ပက်ကကုန်ပါပြီဒီမှာတော့ကျွန်တော်အိမ်နေအများကြီးစောက်ချင်တယ်ကြာကျွန်တော်ဝေါ်ထဲမှာအိမ်အများကြီးစောက်ပြီးတော့ကျွန်တော်ကလှပ်ပအောင်လုပ်မယ်ပေါ့နော်ကျွန်တော်စိတ်ထဲမှာတွေးထားလို့ဒီပါပါအပြီးတော့တကယ်ထိမဖြစ်တော့မတည်သေးဘူးပေါ့နော်ကျွန်တော်လဲဆိုလို့စော့နေရဆိုတော့အခက်ခဲတော့ရှိရပါဒါပေမဲ့ဘာမှတော့မဖြစ်ပါဘူးကျွန်တော်ပုံမှန်လဲဆိုလို့ပဲစော့နေကြဆိုတော့ဒီစီပါပဲအဲ့လောက်ကတော့ပြီးတော့ကျွန်တော်အိမ်ဆောက်တဲ့အခါနဲ့ကျွန်တော် replay နဲ့ရိုက်ပေးခြင်းပါတယ်ဒါပေမဲ့ replay နဲ့ရိုက်ဖို့နာကျွန်တော် hacker ကြီးဆိုတော့တိတ်အဆင်မပြေဘူးဖြစ်နေတယ်ကျွန်တော် hacker မှာ replay နဲ့ရိုက်ဖို့တိတ်အဆင်မပြေဘူးဘလို့လှရအဲ့တော့တက်နေရလားမသိဘူးလို့ရှာလို့မရဘူးကျွန်တော်လည်းဘာမောမှအတော့မထည့်လာဘူးနော်တခြားလေးထည့်ပြီးတော့ကျွန်တော်နည်းနည်းတော့စာပါလက်ဘောနည်းနည်းလက်သွားရပါတော့ဆိုထောင်ပြီးတော့တယောက်မှတည်းပေါ်လာတယ်အဲ့တော့ဒီဘောနည်းလက်သွားရဒါပေမဲ့လေတစ်ခုပဲလက်တာပါကျွန်တော်အခုလက်ရှိမှာကျွန်တော်အိမ်ဆောက်ဖို့နာနော်ကျွန်တော်အိမ်ကအကြီးတော့မဆောက်ဘူးဘာလို့ဆိုတော့ကျွန်တော်နေဖို့အတွက်ဆိုရင်ကျွန်တော်အကြီးရမချိုက်ဘူးတေးလေးပဲချိုက်တာအိမ်ဝင်ပြောနော်အသေးလေးပဲချိုက်တာဒါပေမဲ့ကျွန်တော်အိမ်နေတော့အများကြီးဆောက်မယ်အဲ့တော့တေချာပေါက်ပြောနိုင်လေလို့ထင်တာပဲနောက်ကျမှကျွန်တော် villager လေးခေါ်ပြီးတော့လေအိမ်လေးမှာထားမယ်ကျွန်တော်မှန်းတော့ဒီပါပါပြီးတော့ကျွန်တော် uncrack ဆော့တယောက်ဒီပါပဲနော် uncrack က broker party နေပါတယ် bro အဲ့တော့ကျွန်တော်တင်ဖို့စီစဉ်မရှိဘူးဟောဆိုသူစောဟာတယ်ကြည့်နေကျွန်တော်လည်းလန့်နေပါတော့ဒီက auto တင်နေဗျာအဲ့တော့တိတ်တော့အစီအစဉ်မရှိဘူးကျွန်တော် hacker လေးကိုကျွန်တော်မတင်ပြင်းစောကောင်းမလားဒီတရားစောကောင်းမလားတော့ကျွန်တော်ကိုယ်တိုင်လည်းမသိပါဘူး bro မှန်းရင်မှန်းကြည့်လို့ရပါတယ်ဘရိုပြောရတဲ့အတိုင်းစော့ကြည့်ပါမယ်ဟိုနောက်ပြီးဆုံးကြရင်လေကအကြီးပဲစောက်ဖို့တော့ရှိပါတယ်ဟောဆိုစားစရာရအဲ့လိုပေါ့နော်မိကုန်တွေကကျွန်တော်ဒီဘောမကြုံကျွန်တော်ခရင်ရလဲဘယ်လိုပုံစံဖြစ်နေရလဲမသိဘူးဂျာဗာပုံစံနေတော့နည်းတော့ဆင်းနေကျွန်တော်လည်းဘာမှမထည့်တာဘူးအဲ့လိုကြီးအဲ့လိုဖြစ်နေတရားကျွန်တော်ဘောကလက်သွားပါနော်ပြီးတော့ကျွန်တော်ဘရိုကိုဗီဒီယိုမရိုက်ဖဲနေကျွန်တော်တစ်ခုလောက်ထားရှိရင်လေဘရိုမယုံကြည်တာမရှိတော့ဘာလို့ဆိုတော့ကျွန်တော် hacker ကြီးပါ credit mode တောင်းလို့မရပါဘူးအဲ့တော့ကျွန်တော် credit mode နဲ့လုပ်လို့မရပါဘူး hacker ဒါထချာပတ်ထည့်တာမဟုတ်ဘူးเนาะဘရို hacker ဆိုပြီးဖွင့်ခဲ့ရပါအဲ့တော့ကျွန်တော်တော့ minor နဲ့တိတ်မဝင်တာပဲကြည်ပေါ့เนาะပုံမှန်ဆိုရင်ကျွန်တော် D1 ဆိုရင်ပေါ်လာတဲ့တရားကျွန်တော် spawner နဲ့ကျွန်တော်stone picket နဲ့တန်းပြီး minor နဲ့စင်းနေတရားဟိုလက်ရှိမှာကျွန်တော် minor နဲ့တိတ်မစင်းနေဘူးတော့ကျွန်တော် hacker လေးကောင်းလေးစော့ကျင်နေရဲ့အိုင်ယွန်တွေအဓိကမဟုတ်အိုင်ယွန်ကျွန်တော်3လောက်ရှိရင်စင်ပြေပြီဘာလို့ရှိရင်ဘောလုံးလောက်ရှိရင်ဘက်ကက်လေးနဲ့ဆိုရင်စင်ပြေပြီ
အခုလက်ရှိမှာရှူရခင်ရထားတယ်ကျွန်တော်ရွာရှာကျင်တဲ့ပုံစံကျွန်တော်ရွာရှာကျင်တာကတော့အဓိကကတော့ကျွန်တော် villager တွေလိုချင်တယ်ပြီးတော့နောက်တစ်ခုကတော့ကျွန်တော်အဲ့တချို့ရွာတွေမှာဆိုရင်ကန်ကောင်းနေတယ်တစီကောင်းနေတာရတယ်အဲ့လိုမျိုးလိုချင်တာပေါ့နော်ကျွန်တော်အခုလက်ရှိမှာအိမ်ဆောက်ဖို့ကိုကျွန်တော်ဒီနောက်ပဲရေးချက်လိုက်တာကောင်းမယ်ထင်တာရယ်ဘာလို့လဲဆိုတော့ဘေးမှာလက်တက်တော့ရှိတယ်ကျွန်တော်ဒီကျွန်းမှာတက်တော့မရှိဘူးဆိုမှဒီနားလေးကမိုက်ပြီဒီကျွန်းမှာတက်တော့မရှိဘူးဆိုပေမဲ့ကျွန်တော်ဘေးမှာလက်တက်တော့ရှိတယ်မကြီးမလည်းတိုးစားစရာလည်းရှိရမဟုတ်အခုလက်ရှိမှာကျွန်တော်ဟိုဖန်လေးတစ်ခုလုပ်မယ်ဖန်လေးကတစ်ခုလည်းမလောက်ဘူးเนาะနှစ်ခုလောက်မှဆင်တည်ပါအဲ့တော့ကျွန်တော်နှစ်ခုလုပ်လိုက်ပါတယ်နှစ်ခုလုပ်ပြီးတော့ကျွန်တော်လေကြီးကတကယ်ပဲချလို့မရလားမီးတကယ်ချလို့မရဆိုရင်တော့မီးဖို့လည်းထည့်ကြိုသေးတော့မယ်ကျွန်တော်တက်လိုက်တော့ကျွန်တော်စိတ်နေပြီးတော့ကျွန်တော်ဒီကော့ပါရေဘယ်လိုရှာမလဲမသိတော့ဘူးဘာလို့ဆိုတော့22ခုပဲလိုနေရကော့ပါအဲ့နှစ်ခုရရင်ကျွန်တော်ဖူးရမှာရပြီပေါ့နော်အဲ့တော့တက်လိုက်တော့ကျွန်တော်မတည်ပဲနေပါမယ်အခုလက်ရှိမှာကျွန်တော်လိုအပ်ပါပြီကျွန်တော်ပစိန်လိုအပ်နေပါပြီအိမ်ဆောက်ရတော့မယ်အိမ်ဆောက်ပြီးတော့ကျွန်တော်ပြစုံအမယ်ဒါပေမဲ့ဒီအတိုင်းပဲတရားကျွန်တော်အိမ်ကတေးသေးလေးလို့ကျွန်တော်ဘရိုးပြောခဲ့ပေမဲ့တားကုန်ကြတယ်ကျွန်တော်ပုံမှန်အိမ်နေထက်တောင်တော့ကုန်တယ်ဒီလားလူလျှက်လုံးဝရှာလို့မရဘူးဒါမျိုးရထက်ကြွေးတော့မှာနည်းစိတ်ပြတ်သွားဒီလေးကိုကျွန်တော်အိမ်ကအဲ့လိုတေးသေးလေးဆိုပေမဲ့ကျွန်တော်တက်ကတော့တော်ကုန်ကြတယ်တရားကျွန်တော်2စတန်3စတန်လောက်ထိကုန်ကြကျွန်တော်3စတန်လောက်ထိတစ်ခုတ်ခဲ့မယ်ပြီးကာဘတ်စတုံးကလည်းစတုံးနေရလဲကာဘတ်စတုံးနေရလဲကျွန်တော်2စတန်လောက်ထိဒူမယ်ပေါ့နော်ကျွန်တော်လိုပူပေါ့သူအခင်းလောက်ပဲတုံးပါပြီးတော့ခေါင်ပုံမှန်နည်းနည်းလေးပဲထိမှာပေါ့ပြီးတော့ကျွန်တော်တစ်ခုတ်တဲ့အရှင်ကြီးဆိုတော့ကျွန်တော်နည်းနည်းလေးစပီကိုတူထားလိုက်မယ်ပေါ့နော်โอเคကျွန်တော်အခုစပြီးခုတ်ပါတော့မယ်အားလုံးပဲတစ်ခုတ်လိုက်ရပါမယ်ကျွန်တော်တစ်ခုတ်နေကျွန်တော်အာယုံနဲ့လည်းကျွန်တော်ငန်းလိုက်ပါလေ3လုံးလောက်ရမယ်ထင်တာဆိုပေမဲ့3လောက်ရထင်တာဆိုပေမဲ့ကျွန်တော်2 3ပဲရခဲ့ရတရားဒါတော့စိတ်မကောင်းဘူးကျွန်တော်အခုစားစရာမရှိလို့အဲ့ရနည်းနည်းပဲမားခဲ့သေးတယ်အခုလက်ရှိကျွန်တော်ဂျာဗာနဲ့မှားနေကျွန်တော်ပစိန်နဲ့ကထောင်တစ်ချက်မရဘူးဖြစ်နေကျွန်တော် sorry ကျွန်တော်စဉ်းစားနေမှာတော့ထောင်တစ်ချက်ဘာလို့မရလဲကျွန်တော်ဂျာဗာနဲ့မှားနေပြီးတော့ပစိန်အကုန်ပစိန်မှာကုန်သွားပြီကျွန်တော်ဒီမှာကော့ပါတွေကျွန်တော်ကော့ပါလိုချင်သေးတယ်ကျွန်တော်2ခုလေးလို့နေတာဖူးရမှာရဖို့အတွက်ဒီ episode မှာကျွန်တော်ကော့ပါဖူးရမှာပါရလောက်မယ်ထင်တယ်ရတယ်ဘာလို့ဆိုတော့ခုနကကျွန်တော်22ခုရှိတယ်အခုကော့ပါအိုးရပြီကျွန်တော်ဒီတစ်ခုတူလဲရပြီ4ခုတော့ရတယ်ဗျာပြီးတော့ကျွန်တော်ကော့ပါဖူးရမှာကျွန်တော်ရပါပြီကျွန်တော်ဒီနားမှာကျွန်တော်အိမ်ဆောက်ပါတော့မယ်အိမ်ဆောက်တဲ့ဟာကိုလည်းကျွန်တော်နည်းနည်းလေးစပီကိုတူထားလိုက်မယ်ပေါ့နော်ဘာလို့ဆိုတော့ဒီတိုင်းပဲအိမ်ဆောက်လိုက်ရင်ထိုင်ကြည့်လို့ replay လည်းမပါဘူးဆိုတော့replay လည်းမပါဘူးဆိုတော့အိမ်ဆောက်လိုက်ရင်ထိုင်ကြည့်တာအဆင်မပြေဘူးဗျာreplay ကထည့်တော့ထည့်ပေးနေတာဒါပေမဲ့ hacker ဆိုတော့တိတ်အဆင်မပြေဘူးဖြစ်နေတယ်အဲ့တော့ကျွန်တော် replay ကမထည့်ပြီးတော့ပါဘူးကျွန်တော်အခုလက်ရှိ shot play တစ်ခုရပါပြီကျွန်တော်အိမ်တစ်ခုရပါပြီအိမ်ဆိုဘောင်းမီခရက်ပါမယ်လက်သွားမဟုတ်ကျွန်တော်ညောင်ပါဘောင်းမီရကျွန်တော်အုတ်ထုတ်တစ်ခုပါရရည်ဟမ်မတ်လေးပါရပြီကျွန်တော်ဖနက်ပဲလို့ပါတော့โอเคကွက်ဒီပဲကျွန်တော်နည်းနည်းလေးပဲပို့တော့ပဲနော်โอเคကျွန်တော်ကော်ပါဖူးရမှာပဲရပါပြီအဲ့လိုပဲကော်ပါဖူးရမှာလေးဝေးလိုက်ရအောင်လက်တွေရလဲโอเคရပြီဘောင်းယူဝင်မယ်အိမ်ဝင်မယ်
အိုးထုံနေဖက်က inventory လေးရောက်နေမေ့ပြီဟိုရပြီတားကြီးတော့မမအောင်ဆိုရင်ကျွန်တော်စတုံးအာမှာဘောနော်တွက်မယ်ဆိုစတုံးအာမှာလောက်ရှိတယ်ဘာလို့ဆိုကောဘာအာမှာတည်းနေတယ်ဆိုတော့ကောဘာ sorry အိုင်ယွန်အာမှာတည်းနေတယ်ဆိုတော့ကျွန်တော်စတုံးအာမှာဘောနော်ပြောမယ်ဆိုရင်ကောဘာအာမှာဆိုရင်စတုံးအာမှာလို့ပဲအလွယ်မှတ်ထားလို့ရတယ်ဘာလို့ဆိုတော့အဲ့လောက်ပဲမှာစတုံးအာမှာပါလာမယ်ဆိုလဲလောက်ပဲမှာဗျာအဲ့ဒီတော့စတုံးအာမှာပါပဲပြောမယ်ဆိုရင်တော့ကျွန်တော်အိမ်စားဆောက်ပါတော့မယ်အိမ်စားဆောက်ဖို့အတွက်ကျွန်တော်လိုတဲ့အတွက်ကျွန်တော်တိုင်းထူဖို့အတွက်ပေါ့နော်ကျွန်တော်ကဟိုကြီးတုံတာဗာကျွန်တော် village ကြီးမှာဆိုရင်ကျွန်တော်မမေ့ရကျွန်တော် village ကြီးမှာဆိုရင်ကျွန်တော်ငါးဖမ်းတဲ့ကောင်တွေလေအကောင်တွေတုံးတဲ့ဘိုးကြီးတွေပေါ့နော်ကျွန်တော်တိတ်တုံးလေးမရှိတော့ကျွန်တော်အဲ့ဒါကြီးမေ့ရနေမယ်ကအရှောက်မေ့ရတဲ့တိတ်တုံးလေးမရှိတော့အခုလက်ရှိမှာကျွန်တော်ဒီနေရာမှာထည့်ရမှာကျွန်တော်ဒါကြီးတိတ်တဲ့တုံးလေးမရှိတော့ကျွန်တော် credit နေရာမှာကျွန်တော်နည်းနည်းလေးမေ့ရဗျာကျွန်တော်နှစ်တလူနေကျွန်တော်အဲ့ဒါကျွန်တော်ဒီတိုင်းကျွန်တော်ကျခိုးခဲ့ရဘယ်နာမှာဒီမှာတွေ့တုံးဝေးရတယ်ကျွန်တော်တခုလိုတွေကျွန်တော်တိုင်၄တိုင်းထူမှာဆိုရပြီကျွန်တော်အိမ်စဆောက်လိုက်ကြအောင်အလုံးပဲခဏလေးလုပ်ရရှိသေးအလုံးပဲ let's go ကျွန်တော်အိမ်ရောဆောက်လုပ်ပြီးတော့ပါကျွန်တော်အခုလက်ရှိမှာတော့ကျွန်တော်အိမ်ဆောက်လုပ်ပြီးဆိုရင်မဲ့မှန်ရောမတက်ရပါဘူးအဲ့မှန်နေမှာကျွန်တော်တက်တိုက်စားလို့တာပါအခုမှန်တက်ပါမယ်ကျွန်တော်အိမ်ဆောက်လုပ်ပြီးဆိုရင်ကျွန်တော် decoration တစ်ခုမှတော့မစင်တာသေးဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ပုံမှန်စပင်းစင်တာကြိုက်တာမဟုတ်ဘူးဘာလို့လဲဆိုတော့ AC ပဲနေရဗျာကျွန်တော်တယောက်ဆိုလိုပဲနေရဆိုဖြစ်ဒီအတွက် decoration တော်မစင်ဘူးတော်လှတဲ့အိမ်ကြီးဆောက်ရင်တော့ကျွန်တော်မစင်ဘူးဗျာကျွန်တော်အိမ်နဲ့ကျွန်တော်ပဲနာမည်ထတာပေါ့နော်လှပိုင်တဲ့လောက်ယူမဟုတ်ဘူးဒါပေမဲ့စင်တင်တော့စင်တာပေါ့အခုလက်ရှိမှာတော့ကျွန်တော်စင်တော့စင်ပါမယ်ဒါပေမဲ့နောက် episode ကျမှစင်တော့မယ်နောက်ပြီးကျွန်တော်ရွာချားမလားအိုင်ယွန်ဖူးရမှာချားမလားဆိုတော့ဘရို comment မှန်းခဲ့ပေးပါဦးချူတီမှန်းခဲ့ပေးပါဗျာအခုလက်ရှိမှာတော့ရွာလည်းမတွေ့သေးဘူးရွာချားမယ်ဆိုလည်းကျွန်တော်အချိန်ကြီးအများကြီးပေးရမယ်တော့ပြီးတော့အိုင်ဖူးရမှာချားမယ်ဆိုလည်းကျွန်တော်ဂိမ်းမှာတော့ရမှာပေါ့နော်ကျွန်တော်လည်းမသိဘူးပေါ့လက်ရှိမှာကျွန်တော်ဒါလေးချလိုက်မယ်ပို့နေတယ်ပို့နေရောလည်းချလိုက်မှာပေါ့တက်ရစင်ရလွယ်ပေါ့တို့နောက်က၄တန်းနေပိုင်းတောင်းရပါပဲတော့ကျွန်တော်ဒီမှာ၄ရက်အရန်တိုက်နေတယ်အခုမှကျွန်တော်လေးကဘလိုတိုက်လို့တိုက်နေမှာမလို့အားတိုက်နေဆိုတော့ဒီတန်ပိုင်းတောင်းမှန်ပါရဲ့အခုဒါရနည်းနည်းပုံနေတယ်နှစ်ခုတောင်ပုံနေတယ်ဆိုတော့ထည့်လိုက်မယ်ပေါ့နော်ပုံမှန်ဆိုရင်ကျွန်တော် green box ဒီမှာလောက်ရမှာပေါ့နော်အဲ့ဒီအပေါက်ဒီမှာအနေမှာမှန်ထည့်ပြီးတော့လောက်ရမှာကျွန်တော်ဒါမဲ့ကျွန်တော်အဲ့တော့စင်တာမကြိုက်ဘူးတရားကျွန်တော်အိမ်ကိုပဲကြည့်လိုက်ပါလားကျွန်တော်ကျဲတုံးဘလော့နဲ့အရှိက8ဘလော့ပဲရှိတယ်တရားအဲ့တော့မှဒါမဲ့နေပြီးတော့ကျွန်တော်စိတ်ထင်တော့ဒီရင်လေးကျွန်တော်ကြိုက်ပါရဲ့ကျွန်တော်ကြိုက်လို့လေကျွန်တော်စောက်တာပေါ့နော်ကျွန်တော်ပို့တစ်ခုတင်ထားပါအဲ့ပို့မှာတော့ကျွန်တော်ဒီအိမ်လေးနဲ့ပဲပေါ့နော်အခုလက်ရှိမှာကျွန်တော်ဒီဟာရွှေ့မယ်ကျွန်တော် family လည်းရွှေ့မယ်ကျွန်တော်ကဘာဖူးရမှာကျွန်တော်ဒီနေ့ဒီ episode မှာကျွန်တော်ကဘာဖူးရမှာရခဲ့တယ်အိမ်တလုံးရခဲ့တယ်ကျွန်တော်ဒီနားမှာရောမရှိဘူးဆိုတော့ကျွန်တော်တီးခဲ့ရပါတယ်စားပါကျွန်တော်ဟုတ်ပါတယ်ကျွန်တော်ပြောရလဲမှန်ပါတယ်ကျွန်တော်မှရောမရှိပါဘူးကျွန်တော်အုတ်တစ်ပင်ပေါ့နော်ဘယ်လိုပြောမလဲ what t-shirt တစ်ပင်အကြီးပေါ့အဲ့ဒါကြီးတည်းကျွန်တော်တွေးခဲ့ပါတယ်ဘယ်နားမှာရှိလဲဆိုတော့ဟိုဒါကတော့ကျွန်တော်ရဲ့အိမ်လေးကတော့ပြီးဆုံးတော့ပါပြီဟုတ်မှန်လေးတက်ဖို့ပဲလိုပါတော့တယ်အဲ့တော့ကျွန်တော်မှန်လေးတူးလာပါပြီကျွန်တော်စက်နေတူးလာပါပြီစက်နေတူးလိုက်ဆိုတော့မှန်နေလောက်ပါမယ်မှန်နေလောက်ဖို့တော့မီးဖို့ပါမယ်ကျွန်တော် episode ကိုကျွန်တော်အန်တော်ပါမယ်ဟုတ်လဲဆိုတော့ကျွန်တော်စော့ရလဲအခုဆိုရင်3နိုင်လောက်ရှိပါပြီဗလစ်ရှာတွေကျွန်တော်2နိုင်ခွဲ3နိုင်နီးပါတော့ကြာပါလေကြာ
တစ်တစ်ပိုင်းခေါ်ရတယ်ဗျာကျွန်တော်ပြီးကာဘတ်စလိုင်းလည်းမိုင်းရတယ်ပြီးတော့ကျွန်တော်အိမ်မှာစောက်တယ်ဆိုတော့ကျွန်တော်အားလုံးပေါင်း3နာရီကျော်လောက်ထိအချိန်ပြောရပါပြီကျွန်တော်ပြီးတော့ကျွန်တော် Fro တို့ကောင်းကြည့်သိချင်တဲ့တော့ဗောနော်ကျွန်တော်တခါတည်းအတန်မတွင်းသွားပဲနေကျွန်တော်ပြီးမှဗီဒီယိုကိုရိုက်ပြီးမှကျွန်တော်နောက်တစ်ခေါက်အတန်ပြန်နေတာဗောနော်အဲ့ဒီတော့ကျွန်တော်မခက်ခဲတဲ့ညာကြီးရှိပါတယ်ကျွန်တော် Bro Marlin ရဲ့ဗီဒီယိုကြည့်ပြီးတော့ဆိုသိပါမယ်သူကိုယ်တိုင်တော့မှကျွန်တော်နောက်တစ်ခါမှအတန်ပြန်နေတဲ့အတွက်သူ episode တွေကကြော်ခဲ့ရတယ်ဗောနော်အဲ့ဒါကြောင့်မို့ကျွန်တော်လည်းအဲ့လိုအခက်ခဲရှိတယ်ဗောနော်အဲ့တော့ကျွန်တော်ဂျားတဲ့အကြောင်းမှတက်နေရတယ်ဆိုတော့အခုလက်ရှိမှာကျွန်တော် line တွေကတည့်နေရကျွန်တော် line ရနေကြရင်ဒီ episode ကိုတင်ပြပါမယ်အားလုံးပဲမှန်လေးလိုက်တက်ပါတော့မယ်မှန်လေးလိုက်တက်ပြီးရင်တော့အားပါတော့မယ်ဒါပေမဲ့နောက် episode ကျရင်လောရမှာရကျွန်တော်စဉ်းစားရအောင်မယ်ကျွန်တော် iron food ရမှာပဲလောက်တာခေါမလားပဲအောင်ပါမကျွန်တော်က iron food ရမှာဆိုကျွန်တော်က25လောက်ဆက်တူရမှာဘာလို့ဆိုတော့ကျွန်တော်ဘက်ကတော်တော်လိုချင်သေးရဲ့ဗျာပြီးတော့ကျွန်တော် fan တစ်ခုလည်းစောက်အောင်မယ်ပေါ့နော် fan ဆိုတာတော့ဒီအတိုင်းပဲကျွန်တော် wii ပိုင်းစိုက်မယ်လीအဲ့လို fan ကိုကြည့်ပါပါဒီမှာမိုးရွာနေတာလားမသိဘူးဒီကကြည့်ရဒီကမိုက်တယ်လားကရင်ဘောက်ကြည့်ရသည်ကျွန်တော်တော့ကျွန်တော်ဒီ6နားမှာလာစောက်တာကျွန်တော်ဒီလေးပုံစံစောက်တိုင်းစောက်တယ်ကျွန်တော်6နားမှာပဲစောက်တယ်ပေါ့နော်ဘာလို့လဲဆိုကျွန်တော်ဒီကိုကြည့်ရကြိုက်တယ်ကျွန်တော်ဒီရှိတ်သားကလည်းတယောက်လောက်ကြီးမကောင်းဆိုပေမဲ့တယောက်လောက်ကြီးလည်းမစိုးကျွန်တော်ကြိုက်တဲ့ထဲမှာပါတယ်ကျွန်တော် Minecraft video အရင် channel မှာထုံးကကျွန်တော်ဒီရှိတ်တိုင်းစလုပ်ခဲ့ရမလို့ဒီရှိတ်တော့ပဲကျွန်တော်တင်တုံးတာပါကျွန်တော် Minecraft ဆိုရင်ကျွန်တော်ဒီရှိတ်တော့အရင်တုံးပြပါတယ်အားမလို့ကျွန်တော်တခြားရှိတ်သားတွေနာမည်ကြီးပါတယ်ဒါပေမဲ့ဒီရှိတ်တော့ပဲကျွန်တော်တုံးတာပါကျွန်တော်ရဲ့ favorite ရှိတ်သားထဲမှာပါပါတယ်နမရှက်လေးနှစ်ခုလက်ထားပါကျွန်တော်မိုးလည်းရှုပ်ပြီးအာယုံနှစ်ခုလည်းရပြီအသားကြီးလည်းရပြီကင်ပါရောနော်အကရာကြီးနှစ်ခုလည်းကင်ထားပါကျွန်တော်အေးလဲပါမယ်အေးပြီးရင်တော့ကျွန်တော် episode ကိုအားပဲပြောနေ sorry အားပဲပြောနေ okay အားလုံးပဲကျွန်တော် episode ကတော့ဒီလောက်ပါပဲကျွန်တော်ဒီနေ့မှဆိုရင်ကျွန်တော်အိမ်သလုံးစောက်ခဲ့ပါတယ်ဒီရဲ့အတိုင်းပဲအိမ်သလုံးစောက်ခဲ့ပါတယ်ကျွန်တော်ကော်ဘာဖူးမှရခဲ့ပါတယ်ကျွန်တော်ဒီမှာ error တော့GM bro လောက်ကြည့်မှာ error တော့အဗိုင်ရိုက်တယ်မသိတော်တင်ကြပါအပင်လေးလည်းစိုက်ခဲ့ရနော်အားလုံးပဲဘိုင်းပါ